Hey, have you ever heard someone say dinosaur? What about this is Melifine? Welcome back again. Okay, dinosaur ဆိုတော့ကျွန်တော်ကုန်တီးပါတယ် dinosaur ကိုပြောတာပါသူကဒီတက်တော်ဟာဒီ trace and not ဒီ dinosaur ကိုပြောတာပါဒါပေမဲ့သူကဒီ dinosaur ကအိုးအရန်ကိုကြာဟောင်းပြီးဖြစ်တဲ့ shake ကတတော်တစ်ခုဖြစ်တယ်အခုကတော့ extinct ဖြစ်တော့ရေပေါ့မျိုးတုံးတော့ရဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ dinosaur ကိုကျွန်တော်ဒီ slang မှာကပထမဆုံးကတော့ကျွန်တော် very old လို့ခေါ်တဲ့ဒီဘယ်လိုပြောမလဲအရန်ကို old တော့ဟောင်းတော့ဒီကြာအရန်ချိန်ကြာတော့ဖြစ်တဲ့ဒီအရာတွေကိုပြောလို့ရတယ်နောက်တစ်ခုက out of date လို့ခေါ်ရဲကျွန်တော်တို့ခင်းနောက်ကြတာပေါ့ out of date ဖြစ်တဲ့အရာကိုသုံးလို့ရပါတယ် like so တကယ်လို့ဥမာအနေနဲ့ကြောက်ရောက်ကတကယ်ချင်းပြပါဖြစ်ပေါ့နော်သူကနည်းနည်းခင်းမိမိဘူးနည်းနည်း day out နေဆို girl man or whatever ပေါ့you're out of date အဲ့လိုမျိုးပြောမယ်ဆို you're dinosaur man here's a dinosaur she's a dinosaur don't be a dinosaur ပေါ့နော်အဲ့လိုမျိုးphrase နေနဲ့အများကြီးပြောလို့ရပါတယ် so hope this is useful guys see you in the next video and stay tuned peace